တော်သူလို့ပြောလဲခံရမှာပဲငါတလောက်ကိုလေပေါင်းစားတာထက်ဒီလိုမျိုးတောက်ဆန်းလေးချက်စားတာကိုပဲပိုကြိုက်တာငါတလောက်ပေါင်းနဲ့ငါတလောက်တောက်ဆန်းပဲဟာရွေးမလဲဆိုလို့ရှိရင်ငါတလောက်တောက်ဆန်းကိုပဲရွေးမှာအယိုးများတယ်ဆိုလဲစားမှာပဲရှင်ထိမိနေတဲ့ငါတလောက်တောက်ဆန်းချက်နီးလေးပြောပြမယ်တခုရှိတာကတော့ငါတလောက်တောက်ဆန်းဆိုတာကလေစားခါနီးရှာပြီးတော့ပူပူလေးစားတာပိုကောင်းပါတယ်နောက်တစ်နက်ဆိုရင်တော့တိတ်ပြီးစားလို့မကောင်းတော့ဘူးရှင်ဈေးကနေပြီးတော့9000နဲ့ရခဲ့တဲ့ငါတလောက်တစ်ကောင်ကိုရှက်ပါမယ်ပထမဦးဆုံးရေးသေးချာဆေးထားတဲ့ငါတလောက်လေးတွေကိုကျစ်တုန်နီရဲ့ငရုတ်တိရဲ့ငပိရဲ့ရောထောင်းထားတဲ့အနှစ်လေးတွေရဲ့စားရဲ့ကြက်သားမုံရဲ့ချင်းချင်းလေးချက်မှာမို့မကြီးနှစ်တို့နဲ့ရောနယ်လိုက်ပါမယ်ရှင်အရသာတွေတိတိကျကျဝင်သွားအောင်လို့နေပါမယ်ပြီးရင်တော့ရေလေးဖော်ဖော်လေးထည့်ပါမယ်တောက်ဆန်းချက်တာမို့ပါစီလေးပါထည့်ရပါသေးတယ်ကျမယောက်ျားကစိတ်မပိုင်မစားတတ်လို့ပါရှင်အခုလိုမျိုးတိတိကျကျအရသာပါညာနေပြီးသွားလို့ရှိရင်တော့အဖုံးအုပ်ပြီးစူလာတဲ့အထိတဲထားလိုက်ရုံပူပူလေးမှရှာပြီးတော့ထမင်းပြေးစားတာအရန်ကောင်းတယ်နော်အရေလေးကိုတောက်ငါအသားလေးကိုလေတခွားသီးလေးနဲ့တုပ်ငရုတ်သီးတို့စရာတို့နဲ့လေအဲ့ဒီနေ့ကထမင်းချံမိန်ပဲရှင်ငါတလောက်ကလေအယိုးတာများတာအသားကတော့တကယ်အရသာရှိတယ်ရှင်ကဲရှင်တို့ရောဘယ်လိုမျိုးရှက်ရင်ကြိုက်ကြလဲဖြည့်ပေးခဲ့ကြပါအောင်ရှင်